哇，ကျွန်တော်တို့ဆက်ကိုကြားလို့ရှိရင်ဒီလိုမျိုးနည်းနည်းလေးမှားတင်လိုက်အဲ့ဒါနည်းနည်းလေးမြောက်လိုက်ပါနော်တော့နည်းနည်းမြောက်လို့ရတယ်မြောက်ပြီးတော့ရှင်ကျွန်တော်တို့ဒီနားမှာဟိုဟာလေးရှိတယ်ခိုင်းနဲ့ဒီကောင်းလေးခိုင်းလေးရှိမယ်အင်းလုံးဒီကောင်းတော့အေးပြုတ်ပြီးပါနော်အောက်မှာဒီငုတ်လေးတစ်ငုတ်ရှိတယ်နော်ဒီငုတ်လေးအဲ့ငုတ်လေးကိုကျွန်တော်လက်မလေးနဲ့ညှစ်လိုက်ညှစ်ပြီးတော့ရှင်နည်းနည်းဆွဲပြီးတော့ဒီဘက်ချမ်းမှာကျွန်တော်ဒီဘက်ချမ်းကိုတုံးမယ်ပါနော်မြောက်ပြီးတော့တွန်းလိုက်တွန်းပြီးတော့ရှင်သူပြုတ်သွားပြီပေါ့နော်အဲ့ကြရင်ဒီကောင်းနေရာလေးကိုညှစ်ပြီးတော့ဒီလိုဆက်ထုတ်လိုက်ဒီလိုတုံးပြီးတော့ရှင်ဒီလိုဆွဲထုတ်လိုက်ဒါလေးဒီကောင်းလေးမကျိုးစင်နေပေါ့နော်ညှစ်ပြီးတော့ဒီလိုဆွဲထုတ်လိုက်ပြီးလို့ရှင်ဒါတစ်ခုအပေါ်ကတစ်ခုကြာလို့ရှင်ကျွန်တော်ဒီလိုမျိုးလေးညားလေးရနေပြီးတော့ဒီလိုညှစ်ပြီးတော့ကျွန်တော်ဒီဘက်ချမ်းမှာပဲတွန်းလိုက်ပါနော်ဟုတ်တွန်းပြီးရှင်ဖြုတ်လိုက်မပြီးဒီပစ်ကတ်ကြတော့ကျွန်တော်တို့ဒီပစ်ကတ်ကြတော့ကျွန်တော်ဒီလိုဖိချပြီးတော့အဲ့လိုဆွဲဖြုတ်မှရမှာဆွဲဖြုတ်ပြီးတော့လဲပါနော်ဒီကောင်လေးကြရင်တော့အဲ့လိုမျိုးအောက်ကိုဒီလိုဆွဲချလိုက်ဆွဲချပြီးရှင်ဒီကောင်ကိုဖြုတ်ဒီကောင်လေးကိုဒီလိုညှစ်ပြီးတော့ထုတ်လိုက်ရပါတော့ဒီကောင်မှာနှစ်ဖားလေးရှိအဲ့နှစ်ဖားလေးတော့မကျိုးစေတယ်ပေါ့နော်ညှစ်ပြီးတော့ဆွဲထုတ်လိုက်ဆွဲထုတ်ပြီးရှင်အဲ့ကောင်ကိုဒီတိုင်းပြန်တက်လိုက်ပါနော်ဒီကျွန်တော်ဒီကောင်ဖြုတ်တာလေးပြရအောင်ဒီဆက်လေးရွှေ့ထုတ်ပါဟုတ်ဒီကောင်ရင်လဲလိုက်ပါနော်ဒီကောင်ကကျွန်တော်ဒီမှာအမဲပြလေးရှိတယ်အမဲပြနည်းနည်းလေးဖြည်းဖြည်းလေးညင်တာလေးလုပ်မှရမယ်ဒီကောင်လေးကနည်းနည်းပဲ့လွယ်တယ်ပေါ့နော်ကော်ဖြစ်တဲ့အတွက်နည်းနည်းလေးမှာပြီးတော့ဒီဘက်ချမ်းတုံးချတယ်ပေါ့နော်ဟုတ်ဒီလိုမျိုးဒီကောင်လေးဒီဆွတ်ထားတဲ့ဟာကိုဒီလိုဖြုတ်ပြီးသွားပြီဆိုရင်ဒီလိုလှိုက်ချလိုက်ဒီဘက်မှာသူအငုံလေးတစ်ခုရှိတယ်အဲ့ငုံလေးကဟိုမြောင်းလေးထဲရောက်အောင်ရောက်ပြီးဆိုမှဆွဲထုတ်လိုက်နော်ပြီးလို့ရှိရင်ဒီကောင်လေးကလည်းတစ်ဖက်ကသူကအကြီးတစ်ဖက်ကနည်းနည်းသေးတယ်အဲ့သေးတဲ့ဘက်ချမ်းလေးနဲ့ကျွန်တော်ဒီဘက်ကမြောင်းလေးနဲ့ဆွဲထုတ်လိုက်ပါနော်ပြီးရှင်ဒီဘက်ကကိုချုပ်ပြီးတော့ကျွန်တော်တို့ပါတဲ့ဘက်ကကိုထည့်ပါနော်မြောင်းပါတဲ့ဘက်ချမ်းကကျွန်တော်ဒီဘက်အဖြူဘက်ကိုမထားနိုင်ပါနော်မြောင်းပါချမ်းဒီဘက်အမြောင်းဘက်ကိုထားပေးအတစ်လေးဦးအောင်ရှင်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်သေးတဲ့ချမ်းလေးကိုတက်လိုက်ရှာပြီးနော်သေးတဲ့ချမ်းလေးကနေပြီးတော့စပြီးတွဲလိုက်ပါနော်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်မှာသေးတဲ့ချမ်းရှိမယ်ကာရရင်လည်းသူက original မဟုတ်ဘူးဆိုရင်သူကဒီဘက်ကမြောင်းမသေးဘူးပေါ့နော်ဒါမှမရတယ် original မဟုတ်ဘူးဆိုရင်ဒီတိုင်းပဲဖိပြီးထည့်လိုက်ရတယ်ပြီးလို့ရှိရင်ဒီကောင်လေးကိုဆွတ်လိုက်ဆွပြီးရှင်ဒီမှာအငုံလေးအမဲငုံလေးရှိတယ်အဲမဲငုံလေးရတယ်ကျွန်တော်ဒီဘက်မြောင်းလေးကိုဖိထည့်လိုက်ပါနော်ဒီလိုပြီးတဲ့ပြီးတော့ရှင်ဒီကောင်လေးကိုလှည့်ဒါဆိုရင်ခုနကကျွန်တော်တို့ချွတ်လာခဲ့တဲ့အပေါက်လေးတွေကိုဒီအငုံလေးပြန်ဝင်အောင်ထည့်လိုက်ပေါ့ဒါဆိုရင်ဒါတစ်ခုပြီးပြီပေါ့နော်နောက်တစ်ခုကြားလို့ရှိရင်လည်းဒီတိုင်းပဲခုနကကောင်းလို့ပဲဒီမှာအငုံလေးတစ်ခုရှိတယ်ဒီအငုံပါတဲ့ဘက်ချမ်းပေါ့နော်ဒီဘက်ချမ်းမဟုတ်ဘူးနည်းနည်းလေးဟုတ်ပါသူကကြောက်ဒီနီးနားလေးမှာပဲပေါ့နော်ဒီကောင်လေးကျိုးစားတယ်ပေါ့နော်ဒီကောင်လေးကွင်းလေးမကျိုးစင်တယ်ပေါ့နော်အဲ့တော့နည်းနည်းရှားပင်းဒီအငုံလေးဆက်ထုတ်လိုက်ပြီးရင်ဘက်ကကိုဖြောင်းပြီးရင်ကျွန်တော်တို့အတစ်ဝယ်လာတဲ့ဘက်ကကိုပြန်ထည့်ညောင်းကဒီဘက်ချမ်းမထားပြီးလို့ရှိရင်ဒီဘက်ကအငုံလေးနှက်ငုံနဲ့ရေတော့ဖိထည့်လိုက်ပေါ့နည်းနည်းတက်အောင်တော့ထားလိုက်ပေါ့နော်ပြီးရင်ဒီကောင်လေးပြန်ထည့်လိုက်ပြီးရှင်ဒီဘက်မှာထည့်လို့ရှိရင်ကျွန်တော်တို့ကဒီလိုဒီအမဲနှက်ငုတ်ရှိတယ်အမဲနှက်ငုတ်ကဒီအပေါ်ရောက်နေလို့မရဘူးပေါ့နော်တော့ဒီဘက်မြောင်းလေးနဲ့ကိုခြိုက်တဲ့ကိုကြာမှာပေါ့နော်ဒီငုတ်လေးနှက်ငုတ်ကဒီကနှက်ငုတ်ရှိတယ်ဒါပေမဲ့ဒီကောင်နည်းနည်းပူတယ်ပူတဲ့ထဲမထည့်ဘူးနော်ဒီမြောင်းလေးကြီးတဲ့ထဲကိုကျွန်တော်ကပြနှက်ငုတ်ကိုဝေအောင်ထည့်လိုက်ပြီးလို့ရှိရင်ဒီခွင်းလေးပြန်ထည့်ပြီးရှင်ဒီမှာမြောင်းလေးတွေကိုပြန်ထည့်ဟောဒီကြောင်ထည့်ပြီးရှင်ရောနည်းနည်းလေးကန်ပြီးတော့ပြီးမြောင်းလေးတွေပြန်ထည့်လိုက်ပါတော့ဒါဆိုရင်ရအောင်ပြန်ထည့်မယ်ဆိုရင်ကျွန်တော်ဒီအမဲဒီအတိနည်းနည်းသေးတဲ့ဟာလေးရင်ထည့်ပါတော့ဒီမှာတန်ကုန်လေးပါတဲ့ဟာလေးပေါ့အဲတန်ကုန်လေးပါတဲ့ဟာလေးကိုကျွန်တော်ဒီနားနေပြီးတော့လမ်းညွှန်းလေးလက်မလေးညှက်လိုက်ပါတော့ညှက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်အပေါ်မြောင်းလေးတဲ့ဒီပစ်ကတ်တန်းလေးရဲ့အပေးနာလေးရပါလိမ့်ပြီးတော့
အဲဒီလိုကွက်တိအထိုင်ချလိုက်ပါတော့ပြီးမှလက်မလေးနဲ့ပြီးတော့သုံးထည့်ပေါ့နော်အဲ့လိုကွက်ဆိုကြာသွားပြီဆိုမှရပြီပေါ့နော်ပြီးရင် pick up နဲ့ထိတ်ပြီ pick up ကဒီလိုပဲလှည့်ရပါဗျဒီလိုပြန်လှည့်လို့မရဘူးပေါ့နော်ဒီလိုပဲလှည့်ရသူကပြီးရှင်နောက်တစ် pick up တစ်ခုပေါ့နော် pick up တစ်ခုကိုအဲ့မှာသူကဒီအငုတ်လေးကိုကျွန်တော်ဒီနားအပေါက်လေးတဲ့ပေါ့ကြာအပေါက်လေးပေါ့ရှိတယ်အဲ့ပေါက်လေးတဲ့ကိုသူရောက်ထည့်ပေါ့နော်ဒီနားပေါက်လေးတဲ့ဒီပေါက်လေးတွေကိုတော့ခဏပြလဲအငုတ်ဒီငုတ်ပေါ့နော်အဲ့ငုတ်ကိုဝင်ရောက်ထည့်ပေးနေဝင်သွားပြီဆိုရင်ဒီနားနေပြီးတော့ကျွန်တော်လက်မလေးနဲ့ဖိပြီးတော့တွန်းလိုက်အပေါ်ကန်ပြီးအဲ့လိုကတ်သွားပြီဆိုမှကျွန်တော်တို့ကထိုင်ရနေပြီးတော့တွန်းထည့်ကြည့်ပါမရဘူးဆိုရင်ဒီကောင်လေး pick up လေးနည်းနည်းလှည့်လိုက်ကြိုက်ပါနော်ဟုတ်ဘောလုံးပေါ်တယ်အားရပြီပါနော်